ပြောဆိုကြမ်းတမ်းပြီးအထင်အမြင်လွဲမှားတတ်တဲ့ရောက်ခမနဲ့ပတ်ဝန်းကျင်ကြားမှာသမီးလေးလေးအပေါ်ထားရှိတဲ့မိထွေးဖြစ်သူချန်ချန်ရဲ့စစ်မှန်တဲ့မေတ္တာတရားအကြောင်းပဲဖြစ်ပါတယ်။တနေ့မှာတော့အိမ်ကိုအဖွားဖြစ်သူရောက်လာပြီးမြေယောက်ျားလေးဖြစ်သူရှောင်းရီအတွက်သူ့အကြိုက်ဆုံးအယုတ်ကြီးကိုလက်ဆောင်ဖြစ်ဝယ်ပေးခဲ့ပါတယ်။ဒါကိုဘေးကနေအားကြမလို့ကြည်နေတဲ့မြေမလေးလဲလဲကိုတော့လှဲ့တောင်မကြည့်ပဲပြစ်ပယ်ထားခဲ့တယ်။ထမင်းဝိုင်းရောက်တဲ့အခါမှာလည်းအဖွားဖြစ်သူကမြေယောက်ျားလေးကိုပဲပစွန်တွေအခွန်လွှာကျွေးပြီးဂယုဆိုင်နေပြန်ရောလဲလဲလေးကပစွန်စားခြင်းလို့လှမ်းယူပေမဲ့အဖွားဖြစ်သူကလက်ကိုရိုက်ချပြီးတားမြစ်ခဲ့ပါတယ်။ကလေးနှစ်ယောက်စော့ကစားရင်းလဲလဲရဲ့အမေရင်းပေးခဲ့တဲ့လက်ပတ်နာရီလေးကိုမောင်လေးဖြစ်သူကလူယူရာကနေရုံရင်းဆန်ခတ်ဖြစ်ပြီးလဲလဲလေးကျမ်းပြင်ပေါ်လဲကျသွားခဲ့တယ်။ဒါကိုအဖွားဖြစ်သူမြင်တဲ့အခါမှာတော့သမီးကြီးဖြစ်ပြီးမောင်လေးကိုမညာရကောင်းလားဆိုပြီးလဲလဲကိုပဲအပြစ်တင်စူပူပါတော့တယ်။လဲလဲလက်မောင်းမှာဒဏ်ရာရသွားတာကိုမြင်တော့မိထွေးဖြစ်သူချန်ချန်ကစိုးရိမ်တကြီးနဲ့ဆေးရုံကိုအမြန်ခေါ်သွားဖို့လုပ်ပါတယ်။ဒါပေမဲ့ရောက်ခမဖြစ်သူကတော့ကလေးချင်းစော့တာပဲဒါကိုဆေးရုံပြပြီးပတ်စံအလားဟာဖြုံဖို့လုပ်နေတာမိထွေးဆိုတော့လဲဟန်ပြရတာပေါ့ဆိုပြီးရွေးဆောင်ပြောဆိုပါတော့တယ်။ဆေးရုံရောက်လို့လဲလဲရဲ့လက်မှာအယိုးအပ်သွားတာသိရတဲ့အခါမှာတော့ချန်ချန်ကဒေါသတကြီးနဲ့ရောက်ခမကိုပြန်ပြောခဲ့ပါတယ်။ရောက်ခမနဲ့လင်းယောက်ျားဖြစ်သူကပါမိထွေးလိုပဲနေပါမိခင်အရင်လိုဟန်ဆောင်မနေနဲ့လို့ပြောလာတဲ့အခါမှာတော့ချန်ချန်တယောက်ရင်ခွဲမတက်ခံစားလိုက်ရပါတယ်။နောက်ပိုင်းမှာလဲဈေးဝယ်ထွက်ရင်ပတ်ဝန်းကျင်ကမိတ်ဆွေတွေကမိထွေးဆိုတာကလေးကိုကောင်းတာကြွေးမှာမဟုတ်ဘူးနှိမ့်ဆက်မှာပဲဆိုပြီးလဲလဲရဲ့ရှိမှတဲ့အတင်းအဖျင်းပြောကြပြန်ပါတယ်။ဒါပေမဲ့လဲလဲလေးကတော့မဟုတ်ဘူး။အန်ဒီကသမီးကိုအရန်ကောင်းတယ်ဆိုပြီးမိထွေးဘက်ကနေကာကွယ်ပြောဆိုပေးခဲ့ပါတယ်။တနေ့မှာတော့လဲလဲလေးနေမကောင်းဖြစ်ပြီးဆေးရုံအရေးပေါ်လူနာဆောင် AQ ထဲရောက်သွားခဲ့ပါတယ်။စေကူတာဆေးတွေအများကြီးကုန်ကြမဲ့အချိန်မှာလင်းယောက်ျားဖြစ်သူကပတ်စံအတွက်စိုးရိမ်နေချိန်မှာချန်ချန်ကပတ်စံအတွက်မပူပါနဲ့သမီးလေးအတွက်ကျမကြီးအာမခံထားပေးထားတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအခါကျမှလင်းယောက်ျားဖြစ်သူကမိမိဇနီးဟာကလေးအပေါ်ဘလောက်စေတနာထားတယ်ဆိုတာကိုသိသွားပြီးမင်းကကလေးကိုမချစ်ဘူးလို့ငါအမြဲထင်ခဲ့တာဆိုပြီးနောက်ရပါတော့တယ်။ချန်ချန်ကသူအရင်ကလုပ်ခဲ့သမျှတွေကိုပြန်ပြောပြခဲ့ပါတယ်။တကယ်တော့ချန်ချန်ဟာသူ့တငယ်ချင်းနှာဆေးချောင်းဆိုးဖြစ်နေလို့သမီးလေးကိုကူးဆက်မှဆိုပြီးအစားအသောက်တွေကိုတီးတန့်ခွဲကျွေးခဲ့တာပါ။သမီးလေးကိုကစားကွင်းခေါ်သွားဖို့ကတိပေးခဲ့ပေမဲ့အဲ့ဒီရက်ပိုင်းမှာသမီးလေးကချောင်းဆိုးနေတာကြောင့်လေစိမ့်တိုက်ပြီးယောဂပူကျွမ်းမှဆိုလို့ခရီးစဉ်ကိုဖျက်ခဲ့တာဖြစ်ပါတယ်။မိထွေးဖြစ်သူချန်ချန်ရဲ့အပြုအမူတွေဟာအပြင်ပန်းမှာစိမ့်ကားတယ်လို့ထင်ရပေမဲ့တကယ်တော့သမီးလေးရဲ့ကျန်းမာရေးနဲ့အနာဂတ်အတွက်တေချာတွေးပေးခဲ့တဲ့စစ်မှန်တဲ့မေတ္တာတရားပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ပတ်ဝန်းကျင်ရဲ့အထင်လွဲမှုတွေအားလုံးကြီးပြတ်သွားပြီးမိသားစုလေးပြန်လည်နှွေးထွေးသွားခဲ့ပါတော့တယ်老婆，这段时间都快让你照顾到了，没想到你今天这么厉害。不止今天哦。其实奶奶每一次偏心，还好有橙子阿姨温柔温柔。乐乐，来，这是阿姨送你的，谢谢阿姨。自己玩。奶奶，乐乐，先不吃了，阿姨带你去吃海鲜大餐，走。奶奶，我不吃了，我不吃了，不吃了。这个新妈妈还挺不错的。